Hello ဒေါက်တာသီရိ Healthy Living Channel မှာကြိုဆိုပါရစေ။ဒီနေ့ဗီဒီယိုမှာပြောချင်တဲ့အကြောင်းအရာကတော့ TB ရောဂါပိုးကြောင့်အသံအိုးရောင်၍အသံဝင်ခြင်း TB laryngitis အကြောင်းဗဟုသုတအနေနဲ့မျှဝေပေးသွားမှာဖြစ်ပါတယ်။ TB ရောဂါပိုးကြောင့်အသံအိုးရောင်တာဟာ TB ရောဂါဖြစ်ပွားမှုလူနာအားလုံးရဲ့1%အောက်သာရှိပြီးအရန်ကိုမှရှားပါတယ်။ရှားပေမဲ့ဖြစ်ပြီဆိုရင်ကုသမှုနောက်ကျပါကအတန်ကျိုးပျက်စီးခြင်းပြင်းထန်သောအသက်ရှူလမ်းကြောင်းပိတ်ဆို့ခြင်းစတာတွေဖြစ်နိုင်တယ်။အဲဒါကြောင့်ဒီဗီဒီယိုမှာ TB ရောဂါပိုးကြောင့်အတန်အိုးရောင်တာနဲ့ပတ်သက်တဲ့အကြောင်းအရာများကိုစောစီးစွာသိရှိပြီးကုသမှုနောက်မကျစေရန်ပြောပြပေးသွားပါမယ်။ TB ရောဂါပိုးက voice box လို့ခေါ်တဲ့အတန်အိုးတွေကိုဘယ်လိုကူးစက်ရောက်ရှိနိုင်လဲဆိုတာနဲ့ပတ်သက်ပြီးပြောပြပေးသွားပါမယ်။ Mycobacterium tuberculosis TB ရောဂါပိုးရှိသူချောင်းဆိုးနှာချေစကားပြောတဲ့အခါပိုးပါဝင်သောအမှုန်မွှားများပါတဲ့လေကိုဓာတ်ရိုက်ရှူရှိုက်မိပါကကူးစက်နိုင်ပါတယ်။အဆုတ် TB ကြောင့်ချောင်းဆိုးခြင်းမှထွက်လာတဲ့ TB ပိုးပါတဲ့တလိပ်များလေပြိုမှတဆင့်အတန်အိုးထဲသို့ကူးစက်ပြန့်နှံ့နိုင်တယ်။ခန္ဓာကိုယ်အတွင်းရှိအဆုတ်ဒဏ်ရာကနေသွေးသို့မဟုတ်ပြန်ရည်ကြောစနစ်မှလည်းဘက်တီးရီးယားများအတန်အိုးထဲသို့ပြန့်နှံ့ရောက်ရှိနိုင်တယ်။ TB ရောဂါပိုးကြောင့်အတန်အိုးရောင်ပြီဆိုရင်ဘယ်လိုလက္ခဏာတွေဖြစ်နိုင်လဲဆိုတာနဲ့ပတ်သက်ပြီးပြောပြပေးသွားပါမယ်။နှစ်ပတ်သို့မဟုတ်သုံးပတ်ထက်ပို၍အတန်ဝင်မယ်ချောင်းဆိုးမယ်အစာမျိုးရခတ်မယ်အစာမျိုးရင်နာမယ်ညနေခင်းအဖျားအနှဲငယ်တက်မယ်ညဘက်ချွေးထွက်တာကြာရှည်မယ်အစာတောက်ပြတ်မယ်ကိုယ်အလေးချိန်ကျမယ်စတာတွေဖြစ်နိုင်ပါတယ်။ဆက်လက်ပြီးTB ရောဂါပိုးကြောင့်အတန်အိုးရောင်ပြီဆိုရင်ဘာတွေတော့လုပ်သင့်လဲဘာတွေတော့မလုပ်သင့်ဘူးလဲဆိုတာနဲ့ပတ်သက်ပြီးပြောပြပေးသွားပါမယ်။နီးစပ်ရာဆေးရုံဆေးခန်းပြလို့အတန်အိုး TB ဆိုရင်သတ်မှတ်ထားတဲ့အတိုင်းပုံမှန် TB ရောဂါကုထုံးဆေးနဲ့ဆက်လက်ကုသမှုခံယူရန်လိုအပ်ပါတယ်။အတန်ကိုအနားယူပေးဖို့လိုပါမယ်။တနေ့ကုန်စကားပြောခြင်းစကားအကျယ်ကြီးပြောခြင်းတို့ကိုရှောင်ကျဉ်ရပါမယ်။ဆက်လက်အရက်ရှောင်ကျဉ်ရပါမယ်။အစီများတဲ့အစားအစာပူဆက်တဲ့အစားအစာအအေးစာတွေကိုရှောင်ကျဉ်ရပါမယ်။အေးရေးဝဝအိတ်သင့်နဲ့တနေ့ကိုအနည်းဆုံး8နာရီအိတ်သင့်နဲ့ရေများများတောက်သင့်နဲ့တနေ့ကိုအနည်းဆုံးရေ2လီတာတောက်ရန်လိုအပ်ပါတယ်။ TB ရောဂါဆေးတောက်တဲ့အခါကိုယ်ခံအားစနစ်အားနည်းတာမျိုးမဖြစ်စေရန်ဗီတာမင်အားဆေးတွေနဲ့တွဲပြီးတောက်သုံးသင့်ပါတယ်။နောက်ဆုံးအနေနဲ့ပြောရရင် hoarseness of voice အတန်ဝင်တာဟာအအေးမိဗိုင်းရပ်ကြောင့်လည်းဖြစ်နိုင်တယ်။အတန်ကိုအလွန်အကျွံအသုံးပြုခြင်းကြောင့်လည်းဖြစ်နိုင်တယ်။အဲ့ဒါတွေကြောင့်ဖြစ်တာဆိုရင်အတန်ကိုအနားပေးမယ်ရေများများတောက်မယ်ဆိုရင်ပုံမှန်တစ်ပတ်လောက်နေရင်ပျောက်ပါပြီ။အဲ့လိုမဟုတ်ပဲနှစ်ပတ်သို့မဟုတ်သုံးပတ်ထက်ပိုပြီးအတန်ဝင်နေမယ်ချောင်းဆိုးမယ်အဲ့ဒါအပြင်ကိုယ်လေးချိန်မှာကြာဆင်းနေမယ်ဆိုရင် TB ရောဂါပိုးဟုတ်မဟုတ်စစ်ဆေးကြည့်ဖို့နီးစပ်ရာဆေးရုံကိုတွားရောက်ပြသသင့်ကြောင်းတိုက်တွန်းအပ်ပါတယ်ရှင်။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။ကျန်းမာရေးဘူးတုဒနဲ့ပတ်သက်တဲ့ update အချက်အလက်များကိုဆက်လက်မျှဝေပေးသွားမှာဖြစ်လို့ဒေါက်တာသီရိ Healthy Living Channel ကို subscribe လုပ်ပြီးကြည့်ရှုနိုင်ပါတယ်ရှင်။ဗီဒီယိုကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။နောက်ဗီဒီယိုတွေမှာပြန်ဆုံတွေ့ကြရအောင်။